ကင်မရာကောင်းကောင်းတစ်လုံးရှိတာနဲ့ professional view တစ်ပုတ်ရပြီလားတကယ်တော့မရပါဘူးကင်မရာဆိုတာအလင်းကိုပုံရင်ဖမ်းပေးတဲ့ဂျားကန်ပစ္စည်းတစ်ခုပါပဲအလင်းကိုဘလို့ထိန်းချုပ်သုံးချမလဲဆိုတာပဲရုပ်ထွက်ရဲ့ professionalism ကိုဆုံးဖြတ်ပေးသွားတာပါမင်္ဂလာပါထပ်ပိုင်ပါဒီတစ်ခေါက်ဗီဒီယိုမှာတော့ beginner တွေအနေနဲ့ image ကောင်းကောင်းတစ်ခုရဖို့အတွက် approach လုပ်ပုံအမှားလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အမှားဆိုတာထက်ကျွန်တော် beginner ဘွားတော့ဆိုလဲအဲ့လိုပဲအဲ့ဒါကတော့ကင်မရာနဲ့ gear တွေလိုတာထက်ပိုပြီးတော့စိတ်ဝင်စားလိုချင်မိတာပါဒါကလည်းဖြစ်တတ်ပါတယ်ဒါတွေကပဲကိုယ့်ကို motivate ဖြစ်စေတာ哦ဒါပေမဲ့တကယ်တော့ကျွန်တော်အစပြောခဲ့သလိုကင်မရာဆိုတာအလင်းကို capture လုပ်ပေးတဲ့ tool တစ်ခုပါပဲဘယ်လောက်ဈေးကြီးတဲ့ကင်မရာပဲဖြစ်ဖြစ် lighting ကိုသေချာမထိန်းနိုင်ရင် image က professional ဖြစ်လာမှာမဟုတ်ပါဘူးဥပမာအနေနဲ့ကျွန်တော်ရဲ့ talking head frame လေးကိုပဲတစ်ချက်ကြည့်အောင်ဒါကတော့ကျွန်တော်အခန်းရဲ့ငကိုရှိတဲ့အတိုင်း lighting ပါပုံရကြည့်မယ်ဆိုရင် lighting ကဘယ်လိုမှအဆင်မပြေပါဘူးဒါပေမဲ့ဒါကင်မရာနဲ့ရိုက်ထားတာပါဒါကတော့ lighting ကိုကျွန်တော်နည်းနည်းကစားလိုက်ပါတယ်သေချာတာကတော့ခုနရုပ်ထက်ပိုကြည့်လို့ကောင်းတော့ပါပြီဒီရုပ်ကဖုန်းကင်မရာနဲ့ပဲရိုက်ထားတာပါ lighting လို့ပြောတဲ့အခါမှာ artificial light တွေကိုပဲပြောတာမဟုတ်ပါဘူး natural light တွေလည်းပါဝင်ပါတယ်ဒါကြောင့် beginner တယောက်အနေနဲ့ကင်မရာအသေးဝယ်ဖို့ပဲရမ်းမစင်စားပဲနဲ့ကိုယ်မှရှိတဲ့ကင်မရာအဟောင်းပဲဖြစ်ဖြစ်ဖုန်းနဲ့ပဲဖြစ်ဖြစ် lighting ကိုဘယ်လိုသုံးချမလဲဆိုတာကိုသေချာလေ့လာသင်ယူသင့်ပါတယ် gear တွေက image ကိုတိုးတက်စေနိုင်ပါတယ်ဒါပေမဲ့ lighting ကိုနားလည်တာ professional တယောက်ဖြစ်လာစေပါလိမ့်မယ်နောက်ဗီဒီယိုမှာဆက်တွေ့ကြတာပေါ့